သူတို့သမီးနဲ့အရက်ချင်းတူအောင်ခုံဖနဲ့အမြင့်ကြီးခုစီရတောင်မှတ်မိခဲ့လို့လူအများကဂယုဏတက်နေကြတဲ့စီရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေမလေး channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်2025ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာတော့မြန်မာနုပညာလောကရဲ့အကြီးကျယ်ဆုံးသောမင်္ဂလာပွဲကြီးတစ်ခုကိုရန်ကုန်မြို့ရဲ့ထိပ်တန်းဟိုတယ်ကြီးမှာအမခန်းကုန်းပကသနာတွေနဲ့ကျင်းပပြုလုပ်ခဲ့ပါတယ်ဒါကတော့အားလုံးစောင့်မျှော်နေကြတဲ့တရုတ်ဆောင်အစီအစဉ်တင်ဆက်သူဇေယျနဲ့မွန်ပြည်နယ်ရဲ့အချမ်းသာအဆုံးတထေးမကြီးရဲ့သမီးရတနာလေးမယုံရီဇော်လို့ခေါ်တဲ့ချစ်မဝတို့ရဲ့မင်္ဂလာပွဲပဲဖြစ်ပါတယ်ဒီမင်္ဂလာပွဲကစုစုပေါင်းကုန်ကြစိတ်သိန်းပေါင်း9000ကျော်အထိအကုန်ကြခံထားပြီးတော့မြန်မာနိုင်ငံမှာဘယ်သူမှမကျင်းပနိုင်သေးတဲ့အစီအစဉ်တွေအပြင်အစဉ်တွေနဲ့ပြင်ဆင်ထားတာကြောင့်လူမှုကွန်ရက်ပေါ်မှာတင်မှကအပြင်လောကမှာပါအုံအုံကြွကြွဖြစ်နေပါတယ်ခမ်းမကြီးရဲ့အကျယ်ဝန်းကသိန်းပေါင်းထောင်ချီဝင်ဆန်းတဲ့အထိကျယ်ဝန်းပြီးနတ်ပုံနတ်နန်းအလားထင်မရလောက်အောင်ကိုခမ်းနားထေဝါလွန်လှပါတယ်ဇေယျကသူ့ရဲ့ချစ်မဝလေးကိုပိုင်ဆိုင်ခွင့်ရဖို့အတွက်ရွှေရှိပိတ်တာတီတီနဲ့သိက္ခာရှိရှိတင်တောင်းခဲ့တယ်လို့ပွဲပြီးမှလည်းတီးတဲ့ private jet လေးနဲ့ကဘာပတ်ပြီးတော့ honeymoon ထွက်ဖို့ထိပြင်ဆင်ထားပါတယ်ဒီလိုကြီးကျယ်လာတဲ့ပွဲကြီးကိုပုံမတင်တယ်ကြီးခဲ့တာကမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးမင်းသားကြီးနေတိုးရဲ့တက်ရောက်ဂုဏ်ပြုပွဲပဲဖြစ်ပါတယ်မင်းသားကြီးနေတိုးကသူ့ရဲ့ဇနီးတဲ့မတ်သေးစုမြတ်ရွှေနဲ့အတူတက်ရောက်ခဲ့ပြီးတော့နေတိုးရဲ့ဇနီးတွေကလည်းသိန်းပေါင်း3000ဝန်းကျင်တန်ဖိုးရှိတဲ့ဗရက်များနဲ့စိန်လယ်ဆွဲကြီးကိုဆင်မြန်းလာတာကြောင့်နေတိုးတို့ဇနီးမောင်နှံရဲ့အရှိန်အဝါကလည်းအမခန်းပါပဲသူတို့သမီးလေးမယုံရီစောကိုရိုင်းကဒေါ်လာတန်း600ခန့်တန်ဖိုးရှိတဲ့ရှားပါးရတနာတွေကိုဆင်မြန်းထားတာကြောင့်မြင်ရတဲ့သူတိုင်းကငေးမောခဲ့ကြရပါတယ်ဒါပေမဲ့ဒီလောက်ထိပြည့်စုံလုံးတဲ့မင်္ဂလာပွဲကြီးမှာလူပြောအများဆုံးနဲ့ဂယုဏသက်စီအကောင်ဆုံးဖြစ်သွားတဲ့အချက်ကတော့သူတို့သားဇေယျရဲ့အရက်အမောင်းကိစ္စပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲသူတို့သမီးလေးမယုံရီစောကအရက်အလွန်ရှိပြီးတော့ဇေယျကတော့အရက်အနှင်းငယ်ပူနေတာပါမင်္ဂလာဆင်မြန်းထက်မှာသူတို့သမီးနဲ့ရက်ချင်းတူအောင်လို့ဇေယျကခုံဖနက်အမြင့်ကြီးကိုခုတ်ပြီးတော့စီးထားပေမယ့်သူတို့သမီးရဲ့အရက်ကိုမှတ်မိခဲ့ပါဘူး။ပွဲရဲ့အထွတ်ထိပ်အခိုက်အတန့်ဖြစ်တဲ့သူတို့သမီးရဲ့နှက်ဖူးကိုနမ်းရမယ့်ချိန်မှာဇေယျဟာခြေပြားထောက်ပြီးတော့စူးစမ်းခဲ့ပေမယ့်အမိမလိုက်နိုင်တာကြောင့်နောက်ဆုံးမှာတော့ပါးကိုပဲလှမ်းနှံလိုက်ရတဲ့မြင်ကွင်းလေးကတက်ရောက်တဲ့သူတွေနဲ့ပရိသတ်တွေကြားမှာလူပြောများသွားခဲ့ပါတယ်။စိတ်မကောင်းစရာအချက်ကဒီမြင်ကွင်းပေါ်မှာဇေယျရဲ့တငယ်ချင်းမင်းသမီးတွေဖြစ်တဲ့အေးမြတ်သူနဲ့နန်းစုရည်ဒီဆိုတော့ကမီဒီယာအင်တာဗျူးတွေမှာခွေနေကြပါတယ်။နန်းစုရည်ဒီဆိုကဇေယျဟာခြေပြားထောက်တောင်သူတို့သမီးကိုနမ်းလို့မရဘူးဆိုပြီးဟီဟာဟာနဲ့ဟာသားလို့ပြောဆိုနေကြရပါဒါကလူတယောက်ရဲ့မွေးရပါရုပ်ပိုင်းဆိုင်ရာအားနည်းချက်ကိုလှောင်ပြောင်တာမျိုးဖြစ်နေအားကြောင့်ပရိသတ်တွေကတော့အေးမြတ်သူနဲ့နန်းဆွေရည်ဒီဆိုတို့ရဲ့လောက်ရက်ကိုပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်တကယ်ချင်းချင်းဖြစ်ပါလျက်နဲ့အခုလိုမျိုးတသက်မှာတစ်ခါသာရှိတဲ့မင်္ဂလာပွဲမှာလူတကာရှေ့မှာမျက်နှာငယ်စီမဲ့စကားမျိုးကိုမီဒီယာထိတက်ပြီးတော့ဟာသားလောက်တာမသိတော့ဘူးလို့လူအများကဆိုနေကြပါတယ်ဇေယျကတဘောအလုံးမိခင်ကြီးကိုပြုစုဆောင်ရှောက်ခဲ့တဲ့တားကောင်းတယောက်ဖြစ်တယ်လို့သူ့ရဲ့ချစ်မဝလေးကိုလည်းအရာရာပုံဩပြီးတော့တန်ဖိုးထားသူပါရုပ်ပိုင်းဆိုင်ရာအားနည်းချက်ဆိုတာပြုပြင်လို့မရပေမဲ့စိတ်ထားကောင်းမှုကသာအဓိကဖြစ်တယ်ဆိုတာကိုလူတိုင်းနားလည်ဖို့လိုအပ်ပါတယ်ကဲပရိသတ်ကြီးအရက်ဖို့လို့ဆိုပြီးတော့မင်္ဂလာပွဲမှာခုံဖနက်ခုစီရတောင်းသူတို့သမီးကိုမမီခဲ့တဲ့ဇေယျကိုမီဒီယာရှေ့မှာဟာသားလုပ်ခဲ့တဲ့အေးမြတ်သူနဲ့နန်းဆွေရီဆိုရဲ့လောက်ရပေါ်မှာဘလို့ထင်ကြလဲတငယ်ချင်းကောင်းပြီးသားရဲ့လားဒါမှမဟုတ်လူတစ်ပတ်သားကိုစော်ကားတယ်လို့ယူဆလားမိမိတို့ရဲ့မြင်လေးတွေကိုမှတ်ချက်ပြီးဝေမျှခဲ့ပါအောင်ရှင်ကြည့်ရှုပေးရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်